မှန်တဲ့လူလေးတွေကိုရနာတို့တူမီဆိုင်လေးကလက်ဆောင်လေးပေးမယ်နော်ဟယ်လိုမအော်ဟုတ်လားဟုတ်ညီမလေးကလေးတွေကိုမေးလိုက်မယ်လေဟုတ်ငယ်ချင်းတို့ညီမလေးမေမောတာဟိုလေဘော့စ်ကမေးလိုက်တယ်ခရီးလိုက်ပို့မှာတဲ့အဲ့ဘယ်လိုလိုက်ပို့စီချင်လဲဟမ်ဟုတ်ပြီအဲ့ဆိုတမန်နောက်တစ်ယောက်ကိုသွားမေးမယ်မလေးခရီးလိုက်ပို့စီချင်ဘယ်လိုလိုက်ပို့စီချင်တာလဲချောင်းတာဩတမဲစီရရင်မနောက်တစ်ယောက်မေးမယ်ခရီးလိုက်ပို့စီချင်ဘယ်လိုလိုက်ပို့စီချင်တာမလေးရောချောင်းတာနမဲစီရနေပြီနောက်ထပ်လူတွေသွားမေးမယ်လားလောင်းဘော့စ်ကတဲ့ခရီးလိုက်ပို့မှာဘယ်လိုလိုက်ပို့စီချင်လဲဟုတ်ပြီ3မိနစ်ရှိသွားရင်နောက်ထပ်တစ်ယောက်ကိုလိုက်မေးမယ်လားဟောသူကဒီမှာဘယ်လိုလိုက်ပို့စီချင်လဲဖတ်အန်နေများနေပြီတော့ဖတ်အန်နေများနေပြီလာနောက်ထပ်တစ်ယောက်သွားမယ်လေဘော့စ်ကခရီးလိုက်ပို့မှာတဲ့ဘယ်လိုလိုက်ပို့စီချင်လဲအင်းလေးတဲ့သူကတိတ်မျိုးနဲ့ထွက်နေတော့ကဲငါ့ညီမလေးလိုက်ဘော့စ်ကခရီးလိုက်ပို့မှာတဲ့ဘယ်လိုလိုက်ပို့စီချင်လဲဖတ်အန်နေများနေနော်ဒီတစ်ခေါက်ကတော့ဖတ်အန်နေများနေကဲဖတ်အန်ခရီးစင်လို့ပြောနေကြရနော်ဒီကချစ်ကလေးကြတော့ဘယ်ခရီးစင်လို့ထင်ကြလဲကောမန့်မှာမိုက်ခဲ့ပြီနော်မှန်တဲ့လူလေးတွေကိုရနာတို့တူမီဆိုင်လေးကလက်ဆောင်လေးပေးမယ်နော်